ဒါလေးကကျွန်တော်တွေ့နေကြပြီဒီဆိုင်လေးကဒီ blue john မှာပေါ့နော်အညော်ဆိုင်မို့အကျော်မှာရွှေငါးဆိုရဲဆိုင်လေးမိုက်တယ်ဆိုင်လေးကထဲမှာလည်းကျွန်တော်တော်တရလေးနဲ့တော်တော်လေးအနားယူရင်ဆိုင်လေးပါနော်တွေ့နေတာတော့ဒါကြီးအခုမှဆိုင်ဖြစ်တဲ့ဆိုင်အထဲမှာဒီဆိုင်ကလေးဆိုင်ကုန်လေးဒါနမကစားကွင်းတော်လေးရှိတယ်ကစားကွင်းပါရှိနေဆိုတော့ဆက်ဆက်လိုက်ဝင်ကြီးတယောက်2000နဲ့တက်ခုံရ ကလေးတက်ခုံနေဟာလူကြီးတော့မရတော့ဘူးခွင့်ရမနေ့၈နာရီကနေညနေ9နာရီထိခွင့်တယ် မိုက်နေ ဒီမှာကလေးလည်းပါတယ်ကျွန်တော် blue ကြောပေါ့နော်ကျွန်တော်လာလေပြီးရင်အစားတော့လာထားလို့ရတယ်ကလေးပိုင်ကလေးတွေလာကစားလို့ရတယ်ပေါ့နော်ဟောဒီမှာဒီကညောဆိုင်မို့မလားကညောဆိုင်မို့ရဲ့အကျော်နာလေးရတယ်ဒီရလို့မကြိုးတွေဟာဒီညာတွေပေါ့နော်ဒါသူ့မကြတဲ့ဟာလေးလောလောကျွန်တော်ကုတီကိုတုံးတယ် ကျန်းစီစာ စိတ် တဲ့ စာတိတ်နဲ့ဒီမှာတော့ကုတီတို့တဘောဆိုရင်4000စိတ်စာတိတ်တဘော3500နောက်အေးလေးပါလေရတယ်မစိတ်လေးပါပေါ့နော်တင်းကြီးလေးပါအေးရဒါကြီးရဒါကြီးရတယ်ပေါ့နော်တရားကတော့ program တွေကျွန်တော်စကြည့်ရတယ်ပေါ့နော်ဒီကရှုကလေးကတော့တော်မိုက်နေပါပြီဒီနေရာမှာကျွန်တော်အစားအသောက်ကိုကျွန်တော်စားတယ်ဒီ2မျိုးပါပဲအဲ့ဒီ2မျိုးကိုကြည့်ပြီးတော့ကျွန်တော်အမှတ်ပေးရမယ်ဆိုတော့10မှတ်မှဆိုရင်ကျွန်တော်4မှတ်လောက်ပဲကျွန်တော်ပေးနိုင်ပါတယ်နောက်ပြီးတော့သူ့မှာကဈေးနှုန်းတွေကကျတော့ blue john နေတယ်ဆိုတော့များမလားမသိဘူးဘာလို့မော်လမြိုင်အနေနဲ့ဆိုရင်တော့ပုံမှန်ဈေးလောက်လို့ပြောရမှာเนาะခင်းကြီးစားတဲ့တပွဲက3500ကုတီတို့တပွဲက4000ပေါ့4000ဆိုရင်ပဲဟိုစက်တာတော့မပါဘူးပေါ့เนาะကျင်းဒီချောင်းနဲ့ကျုပ်နေပဲပါတယ်ပေါ့เนาะဒါပေမဲ့ decoration နဲ့ဒီတဘာဝကြပုံစံလေးကတော့ကျွန်တော်တော်တော်သဘောကျခဲ့တဲ့ဆိုင်လေးပေါ့เนาะဒီနေ့မှကျွန်တော်တတိပြရမယ်ဆိုရင်တော့အစားတောက်မှာပြီးရင်တော့ပေါ့เนาะအစားတောက်ရောက်ဖို့တော့အချိန်လေးတစ်ခုတော့စောင်းရပါမယ်ပေါ့เนาะကျွန်တော်တော့နည်းနည်းလေးစောင်းရတဲ့အတွက်ဒါလေးကိုတတိထားလို့ရအောင်ကျွန်တော်ကြိုတင်ပြီးတော့ပြောပြပေးတာပါခင်ဗျ